BJ ဘယ်ဟာအမြန်လာပါဦးမြို့ထဲမှာအရန်အန်ရရှိတဲ့စက်ရုပ်တကောင်ရောက်လာပြီးသူကမြို့လူအားလုံးကိုတန်ရုပ်တုတွေဖြစ်အောင်ပြောင်းနေတဲ့အမြန်လာပါဘာလဲစက်ရုပ်မင်းဦးနောက်ကမျက်စားနေတာလားဘာကြောင့်ငါရွာသားတွေကိုတန်ရုပ်တုလုပ်နေတာ BJ နားထောင်မင်းရွာသားတွေကိုအရန်ချင်ရင်မိတောင်ကိုသွားပြီးငါအတွက်အပြာရောင်စိန်တစ်လုံးယူလာရမယ်ဒါပေမဲ့တတိထားရမယ်ဒီနေ့အထိမိတောင်ကိုသွားတဲ့သူမြည်သူမဆိုပြန်မလာခဲ့ဘူးငါသွားမယ်မိတောင်ကိုငါမြို့သားတွေအတွက် BJ ဘသူကိုမှမကြောက်ဘူးမဟုတ်ဘူး map မှာကြည့်လိုက်တော့မိတောင်ကအရန်ဝေးနေတယ်ဒီလိုပဲပြေးသွားရင်မရောက်နိုင်ဘူး idea ငါတငယ်ချင်း super bike ကိုခေါ်မယ် super bike ငါတငယ်ချင်းဘယ်မှာလဲအမြန်လားအိုးအပြာရောင်စိန်မင်းရဲ့နောက်ပြန်ရေအတွက်စတင်လိုက်တော့ဘာလို့လဲဆိုတော့ဒီ BJ မင်းကိုလာယူတော့မယ်ကြည့်ရအောင်ငါတို့မိတောင်ရောက်ပြီးဒါပေမဲ့အပြာရောင်စိန်ဘယ်မှာလဲမမြင်ရဘူးဟေ့အဲ့ဒီမှာပဲအပြာရောင်စိန်စူပါဘိုက်အမြန်သွားရအောင်ဟေ့မကောင်းတဲ့လူမင်းအသက်ကိုမထင်ရှားဘူးလားငါအပြာရောင်စိန်ကိုယူဖို့လာရဲတယ်နော်ဒီကနေထွက်သွားလိုက်ငါမင်းကိုအမားပြန်ပြင်ဖို့အခွင့်အရေးတစ်ခါပေးမယ်မဟုတ်ရင်ဒီကနေဘယ်တော့မှမထွက်နိုင်ဘူးဟေ့မီးတောင်တန်းတန်းနားထောင်ဒီအပြာရောင်စိန်ကိုယူသွားတာကိုဘယ်သူမှမတားနိုင်ဘူးအဲ့ဒီအတွက်မင်းနဲ့တိုက်ရင်တောင်ငါမဖြစ်မနေတိုက်မယ်တငယ်ချင်းတွေဒီမီးတောင်တန်းတန်းကအရန်အင်အားကြီးတယ်ငါဒီကောင်ကိုအနိုင်ယူဖို့တင်တို့ရဲ့အကူအညီလိုပါတယ် like နဲ့ဒီဗီဒီယိုကို share လုပ်ပေးပြီးတင်တို့ရဲ့တငယ်ချင်း BJ ကိုကူညီပေးပါကျေးဇူးတင်ပါတယ်တငယ်ချင်းတွေဟေးဆက်ရုံမင်းရဲ့အပြာရောင်စိန်ကိုယူလိုက်ပြီးအခုငါရွာသားတွေကိုပြန်ကောင်းအောင်လုပ်ပေးလိုက်ဘလို့လဲရွာသားတွေတန်ရုပ်တုဖြစ်နေသေးလားကောင်းပြီအခုပြန်ကောင်းအောင်လုပ်ပေးလိုက်မယ်တားလေး BJ မင်းကတခါထပ်ပြီးငါတို့ကိုအနေရကြီးတစ်ခုကနေကဲတင်ခဲ့ပြန်ပြီးမင်းကတကယ်ကိုတတိအရန်ကောင်းတဲ့သူဖြစ်တယ်